ကျွန်တော်ပြောပြမယ်နော်တရားလိုက်ကြည့်နော်ဒီကောင်ကအတန်တွက်ကဗမာလိုရေးလို့တိတ်အဆင်ပြေသေးလားဒီကသူ့အမှန်တကယ်မှသူ့ရဲ့အတန်တွက်ကဒီလိုတငါဆိုတာကအလဲအလတ်တဝက်ပြောချင်းနဲ့နော်တငါအမတင်ငါမဟုတ်ဘူးတင်ငါမဟုတ်ဘူးသူကအလွယ်မဟုတ်လားတင်ငါမဟုတ်ဘူးနော်တငါနော်တလဲအလဲအလတ်တဝက်ကိုပြောတယ်တငါဆိုတာကနော်တငါတဝက်နော်ဒီမှာကသူကတင်ငါဆိုပြီးတော့အမျိုးဗမာလိုပြပြသက်သက်သွားရေးလို့ဖတ်လို့မရဘူးဒီကတတန်ထွက်မှာ TEN နော်တငါနော်အမှန်တကယ်သူတန်ထွက်ကတငါနော်အောက်ကကျတော့တငါဟာရီနေလေနေဝက်ကိုပြောချင်တာတငါဟာရီနေလေနေဝက်နော်တငါဟာရီနေလေနေဝက်တငါဟာရီနေလေနေဝက်တငါမလောင်ညဝက်ကိုပြောချင်တာပေါ့နော်တငါမလောင်ဆိုညတန်းကောင်ရံပြောချင်တာညဘက်တန်းကောင်ရံပြောချင်တာနော်တငါမလောင်ညဘက်တန်းကောင်ရံညဝက်ပြောချင်တာပေါ့နော်ညဘက်7နာရီကိုပြောချင်တာပေါ့7နာရီတနာရီပြောလို့ရတယ်တငါမလောင်တငါကျလန်းဆိုလမ်းလေလမ်းခုလက်ကိုပြောချင်တာကျွန်တော်လမ်းလေဆိုတော့ဒီလမ်းမကြီးအလဲနော်တငါမလောင်တငါကျလန်းအဲ့ဒါလမ်းလေကိုပြောချင်တာဒီလမ်းရဲ့အလဲကိုလည်းပြောလို့ရတယ်ကျွန်တော်တို့ခီးသွားနေတာဗျာလမ်းဝက်ရောက်နေတာကိုလည်းပြောလို့ရတယ်တငါကျလန်းကျွန်တော်တငါကျလန်းအဲ့လိုပြောလို့ရတယ်နော်တငါကျလန်းအဲ့လိုပြောလို့ရတယ်တငါကျလန်းဆိုတော့ဒီလမ်းလေကိုလည်းပြောလို့ရတယ်ဒီလမ်းရဲ့အလဲကောင်းကိုတငါကျလန်းလည်းပြောလို့ရတယ်အပေါ်ကတငါလမ်းလေအလဲအလတ်တဝက်တငါနော်အလဲအလတ်တဝက်ပြောချင်တာတငါအလဲကောင်ပြောတယ်ဗျာတဝက်တချမ်းဟိုဘချက်ဒီဘချမ်းတငါပြောတာတဝက်ကိုပြောတယ်နာအလဲအလတ်တဝက်တငါဟာရီနေလေနေဝက်ပြောချင်တာတငါဟာရီတင်ငါဟာရီလို့လိုက်ပြောလို့မရဘူးတင်ငါဟာရီဆိုတာတင်ငါဟာရီဆိုပြီးပြဿနာတော့ပြောလို့မရဘူးမန္တကမှာဒီကတတန်ထွက်ရမှာတတင်ငါဟာရီညဘက်ဆိုညတန်းကောင်ရဆိုရင်တငါမလောင်လမ်းလေလက်ခုံးလက်ဆိုလို့ရှိရင်တငါကြလန်းဥပမာကေကနေပို့သွားတယ်လမ်းနဲ့ရောက်နေဆိုရင်ဆာရတငါကြလန်းပြောလို့ရတယ်တငါကြလန်းကားမောင်းနေတဲ့ချိန်မျိုးပေါ့နော်လမ်းလေမှာကိုကမရောက်သေးဘူးပို့မရောက်သေးဘူးလမ်းနဲ့ရောက်နေဆိုဆာရတငါကြလန်းဘလုံးစံပိုက်ပို့ဆာရတငါကြလန်းပြောလို့ရတယ်ဆာရပီကီပို့sekarang saya tengah jalan belum sampai Ipoh loပြောလို့ရတယ်နော် saya tengah jalan belum sampai Ipoh saya pergi Ipoh sekarang saya tengah jalan tuan ni dong tuan lo လည်းပြောရသွားနေတော့ပြောလို့ရတယ်နားလည်းလမ်းခုလည်းရောက်နေပြီဆိုတော့ပြောလို့ရတယ်နော်တငါကြလောင်ကျွန်တော်သွားနေတော့ဘလုံးစပန်လက်ကြီးမြောက်သေးဘူးပြောချင်တာsaya pergi Ipoh sekarang saya tengah jalanကျွန်တော်သွားနေတော့လည်းပြောလို့ရtengah jalanနော်tengah jalanသွားနေတော့လမ်းခုလည်းပြောလို့ရတယ်အဲ့နာမှာbelum sampai Ipohမြောက်သေးဘူးမျိုးပါ saya tengah jalan သွားနေတော့အဲ့လိုလည်းပြောလို့ရတယ်အဲ့ဒါက tengah jalan ဆိုတော့လမ်းခုလည်းသွားနေတော့ပြောလို့ရတယ်နော်အပေါ်ဆုံးဘာပြောတာတငါလမ်းလေတငါအလဲအလတ်တဝက်ပြောချင်တာအပေါ်ဆုံးဥစ္စာနော်တငါတင်ငါကိုအဲ့လိုဖတ်လို့မရဘူးတငါနော်အလဲအလတ်တဝက်နေလေတငါဟာရီညဝက်ညတန်းကောင်ရံတငါမလောင်တတန်ထွက်ရမှာတီးတောင်းမှုတန်ထွက်ရမှာဘူးနော်လမ်းခုလာသွားနေလို့ဆိုရင်တငါကြလောင်ပြောလို့ရတာတငါကြလောင်လမ်းလေကိုလည်းပြောတယ်ဒီလမ်းလေလည်းပြောလို့ရတာတငါကြလောင်နော်သွားနေတော့ပြောလို့ရတာတငါကြလောင်ပြောလို့ရတာနော်တငါကြလောင်
လန်ခုလာသွားနေတော့ရလန်းဆိုတော့သွားလာလည်းပြောလို့ရတယ်ရလန်းကနော်ဒီလမ်းမကြီးလည်းပြောလို့ရတယ်တငါကြလောင်းလန်ခုလာသွားနေတော့ပြောလို့ရတယ်လန်ခုလာရောက်နေပြီဆိုရင်လည်းတငါကြလောင်းပြောလို့ရတယ်ကိုကအလုပ်ကူးမှစတင်လို့အလုပ်လုပ်နေတဲ့အချိန်မှာလည်းစာရတငါဘွားကြီးစာရတငါဘွားကြီးအလုပ်လုပ်နေလို့ပြောချင်တာတငါကြလောင်းသွားနေတော့လည်းပြောလို့ရတယ်နော်တငါတင်ငါဆိုပြီးလိုက်မဖမ်းနဲ့တငါအလဲလာတဝဲတငါတာတန်ထွဲအမတငါအလဲလာတဝဲတငါဟာရီနေလေနေဝဲတငါမလောင်းညာတန်ကောင်းညာဝဲပြောချင်တာပေါ့တော့ညာတန်ကောင်းညာနော်တငါမလောင်းညာတန်ကောင်းညာနော်ညာဝဲကိုပြောချင်တာပေါ့တငါကြလောင်းလန်ကူလာသွားနေတော့ပြောလို့ရတယ်ကိုကအလုံးလုံးနေတော့ကိုကအလုံးလုံးနေချိန်မှာစာရတင်ငါဘွားကြီးစာရတင်ငါဘွားကြီးမဟုတ်ဘူးတင်ငါဘွားကြီးနော်အလုံးလုံးနေတော့ပြောချင်လို့ပြောလို့ရတယ်တင်ငါကြလောင်းသွားနေတော့လည်းပြောလို့ရတယ်လမ်းလည်းလို့ပြောရလမ်းခုလာလည်းပြောလို့ရနော်ဒါပဲနော်